အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမယ့်သင်ခန်းစာကဇွန်တူးအကြောင်းကိုပြောပြပေးမှာပါဇွန်တူးဆိုတာကစာရွက်ရဲ့မြင်ကွင်းကိုအချုံအချဲလုပ်ကြည့်လို့ရတဲ့တူပါဇွန်တူးလုပ်ငန်းလုပ်ဖို့အတွက်ဖိုင်လေးတစ်ဖိုင်ဖွင့်ရအောင်ပါဖိုင်ဖွင့်ခြင်းနဲ့ဆိုရင်အပေါ်ကဖိုင်မန်နူးကိုသွားပါမယ်ဖိုင်မန်နူးအဲ့ဖိုင်တွေကမှ open မှာနှိပ်ပါမယ် open ဟုတ်ပြီ open မှာနှိပ်လိုက်တယ်ဆိုရင်ဒီ open ပေါက်လေးပွင့်လာပါမယ် open ပေါက်လေးပွင့်လာခဲ့ရင်ကိုယ့်ရဲ့ file ကိုယ့်ရဲ့ပုံကဘယ်အခန်းထဲမှာရှိရလဲအခန်းလမ်းကြောင်းရွေးပေးရပါမယ်ဒီဆက်ထဲမှာတော့ကွန်ပျူတာတွေကဒီအခန်းထဲမှာရှိပါတယ်ဟုတ်ပြီနော်ဒီထဲမှာ NTL ဆိုတဲ့ file လေးကိုကလစ်နှိပ်ပြီး open မှာနှိပ်ဖွင့်ပါမယ်ဟုတ်ပြီအင်ဂျယ်ဆိုတဲ့ file လေးပွင့်လာခဲ့ရင်ဒီအခုလက်ရှိမြင်နေရတဲ့စာရွက်ဒီစာရွက်ကိုစခရင်နဲ့ကွက်တိအနေထားကိုထားခြင်းတာစခရင်နဲ့ကွက်တိအနေထားကိုထားခြင်းရင် keyboard ကနေသုံးပါမယ် control 0 နှိပ်ပေးရပါမယ်ဒါဆိုကြည့်ပါကိုယ့်ရဲ့စာရွက်ကစခရင်နဲ့ကွက်တိအနေထားကိုရောက်သွားပါပြီဟုတ်ပြီနော်ကဲဒီစာရွက်ကိုမှအခုလက်ရှိမြင်ကွင်းထက်ပိုပြီးတော့ကြီးစေချင်တာစာရွက်ကိုအခုလက်ရှိမြင်ကွင်းထက်ပိုပြီးကြီးစေချင်တယ်ဆိုရင်ဇွန်တူးကိုသုံးပေးရပါမယ်ဇွန်တူးကိုသွားပြီးရွေးချယ်ပါမယ်တူးပေါက်ထဲကနေဇွန်တူးကိုသွားပြီးရွေးချယ်ပါမယ်ဒီမှာမှန်ဘလူးပုံစံလေးပါ keyboard shortcut ကိုသုံးကြည့်ရင် Z နှိပ်ပေးရပါမယ် Z အခုတော့ကလစ်နှိပ်ရွေးပါမယ်ဟုတ်ပြီဇွန်တူးပေါ်မှာကလစ်လေးတစ်ချက်နှိပ်ပြီးသွားပြီဆိုရင် pointer လေးကိုပုံပေါ်ကိုရွှေ့လိုက်တယ်ဆိုကြည့်ပါကိုယ့်ရဲ့ pointer ရဲ့အလယ်မှာအပေါင်းဆိုင်လေးနဲ့မှန်ဘလူးပုံလေးပေါ်လာပါပြီဟုတ်ပြီနော်ဒီလိုနေထားမှာဇွန်ချဲ့မယ်ဆိုရင်ကလစ်တစ်ချက်ချင်းစီနှိပ်ပြီးတော့ဇွန်ချဲ့ပေးပါကလစ်တစ်ချက်ချင်းစီနှိပ်ပြီးဇွန်ချဲ့ပေးပါကဲဒါဆိုရင်စာရွက်ရဲ့မြင်ကွင်းပို့ပြီးတော့ကြီးလာပါပြီဟုတ်ပြီစာရွက်ရဲ့မြင်ကွင်းကိုပြန်ပြီးတော့သေးခြင်းတယ်စာရွက်ရဲ့မြင်ကွင်းကိုပြန်ပြီးတော့သေးခြင်းတယ်ဆိုရင် keyboard ကနေ ANT ဆိုတဲ့ Alt key ANT ဆိုတဲ့ Alt key ကိုဖိပါ Alt key ကိုဖိလိုက်တယ်ဆိုရင်ကိုယ့်ရဲ့ pointer မှာအနှုတ်ဆိုင်လေးပြောင်းသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့လိုအနှုတ်ဆိုင်လေးပြောင်းသွားရင်ကလစ်တစ်ချက်ချင်းစီနှိပ်ပြီးတော့ဇွန်ပြန်ခြုံပေးပါဒါဆိုရင်စာရွက်ရဲ့မြင်ကွင်းလေးပို့ပြီးတော့သေးသွားတာကိုမြင်ရပါလိမ့်မယ်ဟုတ်ပြီနော်ဇွန်တူးကိုရွေးပြီးတော့ဇွန်ချဲ့ခြင်းတယ်ဆိုရင်စာရွက်မြင်ကွင်းကြီးခြင်းတယ်ဆိုရင်ကလစ်တစ်ချက်ချင်းစီနှိပ်ပြီးတော့ဇွန်ချဲ့ပေးရပါမယ်စာရွက်ရဲ့မြင်ကွင်းလေးကိုသေးခြင်းတယ်ဆိုရင်အော်တာကိုဖိကလစ်တစ်ချက်နှိပ်ပြီးတော့သေးပေးရပါမယ်ရမယ်နော်ဒါကဇွန်တူးကိုရွေးထားတဲ့အချိန်မှာသုံးတာပါကဲနောက်တစ်မျိုးပြောပြပါမယ်နောက်တစ်မျိုးကကြတော့ဇွန်တူးမဟုတ်ဘဲနဲ့တခြားတူးတစ်ခုကိုရွေးပါမယ်ကဲတခြားတူးဆိုတော့တူးပေါက်ထဲကနေပြီးတော့မူတူးလေးကိုရွေးလိုက်မယ်နော်မူတူးကိုရွေးလိုက်မယ်ဟုတ်ပြီကဲကိုရက်ပွိုင်နာကိုစာရွက်ထဲမှာထားမူတူးနဲ့လုပ်ငန်းလုပ်နေစဉ်အတွင်းမှာစာရွက်ရဲ့မြင်ကွင်းကိုချဲ့ခြင်းနဲ့ဆိုရင် keyboard ကနေပြီးတော့ control ရဲ့ space bar ရဲ့ကိုဖိရပါမယ် control space bar ဖိလိုက်ရင်ကြည့်ကြည့်ပါကိုရဲ့ pointer လေးကဇွန်တူးအဖြစ်ပြောင်းသွားတာကိုမြင်ရပါလိမ့်မယ် control space bar လေးကိုလွတ်ကြည့်ကြည့်ပါမူတူးကမူတူးတိုင်းပဲဖြစ်နေလိမ့်မယ်ဟုတ်ပြီနော်ဒါကတခြားတူးတစ်ခုကိုရွေးထားတဲ့အခါမှာဇွန်တူးအဖြစ်ပြောင်းခြင်းနဲ့ဆိုရင် keyboard အကူခေါ်တာပါ keyboard အကူခေါ်မယ်ဆိုရင် control ရဲ့ space bar ရဲ့နှိပ်ပေးရပါမယ်ဟုတ်ပြီနော် control space bar လေးကိုဖိပြီးတော့ကလစ်တစ်ချက်ချင်းစီနှိပ်ပြီးတော့ဇွန်ချဲ့ပါမယ်ရမယ်နော်စာရွက်ရဲ့မြင်ကွင်းကိုပြန်ပြီးတော့သေးခြင်းတယ်ဆိုရင် control alt space bar control alt space bar ကိုဖိပါကိုယ့်ရဲ့ pointer လေးကဇွန်တူးအဖြစ်ပြောင်းသွားပါလိမ့်မယ်နော်ကဲကလစ်နှိပ်ပြီးတော့ဇွန်ပြန်ခြုံပေးပါရမယ်နော်ဒါကတခြားတူးတစ်ခုကိုရွေးထားတဲ့အခါမှာဇွန်တူးအဖြစ်ပြောင်းပြီးတော့စာရွက်မြင်ကွင်းချဲ့ခြင်းရင် control space bar ဖိပြီးကလစ်နှိပ်ပေးရပါတယ်စာရွက်ရဲ့မြင်ကွင်းကိုပြန်ပြီးသေးခြင်းတယ်ဆိုရင် control alt space bar နှိပ်ပြီးတော့ပြန်ပြီးတော့သေးပေးရပါတယ်
ရမယ်နော်ဟုတ်ပြီကဲနောက်တစ်မျိုးက keyboard ကနေပဲသုံးခြင်းနဲ့ keyboard ကနေပဲသုံးခြင်းရင် control key ကိုဖိအပေါင်းဆိုင်လေးနှိပ်ပေးပါစာရွက်ရဲ့မြင်ကွင်းပို့ပြီးတော့ကြီးလာပါလိမ့်မယ်ပြန်သေးခြင်းရင် control key ကိုဖိအနှုတ်ဆိုင်လေးနှိပ်ပေးပါစာရွက်ရဲ့မြင်ကွင်းပြန်ပြီးသေးသွားတာကိုမြင်ရပါလိမ့်မယ်ကြမယ်နော်စာရွက်ကိုမှစခရင်နဲ့ကွက်တိအနေထားကိုထားကြည့်ရင် control 0နှိပ်ပေးရပါမယ်ဟုတ်ပြီနော်ဒါကစာရွက်ရဲ့မြင်ကွင်းနဲ့ပတ်သက်ပြီးဇွန်တူသုံးသွားတဲ့အကြောင်းလေးပြောပြပေးတာပါ